မြေပြူကိုလှုပ်စီးထိုးအပ်ကင်ခဲ့သူလက်ထဲမြမရေကဘလို့ဖြစ်လာမလဲမဖြစ်နိုင်တာမရှိဘူးခြုံကြားကနေပုံပြတိတက်လန်းနိုင်သူကိုလူမှုပတ်ဝန်းကျင်ကလူတော်ဆိုတဲ့ဂုံပုံနဲ့ကောင်းကြီးပေးတတ်ကြပါတယ်။ဒါပေမဲ့ပုံပြတိတက်လန်းနိုင်ဖို့ခြုံကြားရေးဘလို့များစူးစမ်းခဲ့ရတယ်လဲဆိုတော့ကိုတော့လူတော်များများမသိကြပါဘူး။မြန်မာနိုင်ငံမှာလည်းခြုံကြားကနေပုံပြတို့တက်လန်းနိုင်သူတွေများစွာရှိပါတယ်။အဲ့ဒီမှာမြေပြူကိုလှုပ်စီးထိုးအပ်ကင်ခဲ့သူတယောက်လည်းပါဝင်လို့နေပါတယ်။သူကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးရည်လင်းကြောတဲ့အဓိကခန်းကဏ္ဍကနေပါဝင်လာခဲ့တဲ့ချင်းပြည်နယ်လွိုင်လင်းပြည်ရွာသားဒေါက်တာဆဆာပဲဖြစ်ပါတယ်။တကယ်တော့စောပိုင်းနှစ်တွေတုန်းကဒေါက်တာဆဆာဆိုတဲ့နာမည်ကိုသိတဲ့သူအင်မတန်ကိုမှနေပါတယ်။သူ့မွေးရက်ကိုမသိပဲသူ့မရဲ့ပြောစကားရမနဲ့စောစောမိုးရွာရင်းနေမိဖို့ကြောင့်မှမွေးတယ်လို့သာနားလည်ထားခဲ့တဲ့လူတစ်ယောက်ရိုင်းနေတဲ့ဝါအိမ်လေးထဲမှာဘောင်းမီစုပ်တစ်ထည်သားရှိခဲ့တဲ့လွိုင်လင်းပြည်ရွာကအညာတရကောင်လေးတစ်ယောက်အခက်ခဲပေါင်းများစွာတဲကနေကိုတူးကိုချွန်ပြီးရန်ကုန်ကိုကြောင်းလာတက်တဲ့လူငယ်လေးတစ်ယောက်ဗမာစကားမပြောတတ်လို့ဝိုင်းဟာခံခဲ့ရတဲ့ချင်းပြည်နယ်ကတော်သားတစ်ယောက်နောက်သုံးလလက်ကင်ထားပြီးမြေပြူကင်ခဲ့တဲ့ကျောင်းဆရာလေးတစ်ယောက်ဆရာဝန်ဖြစ်ရေးအိမ်မက်တစ်ခုတည်းနဲ့အိန္ဒိယကိုတရားမဝင်လမ်းကြောင်းကနေသွားခဲ့တဲ့သူတစ်ယောက်တကယ်တော့သူ့ရဲ့ဂုဏ်ပုတ်တွေကပြောမကုန်ပါဘူးအခုကြုံတွေ့နေရတဲ့ဒုက္ခတွေဟာနောက်တစ်ချိန်ဖြစ်လာမယ့်ဟာတာတွေပါတဲ့ဟုတ်ပါတယ်အခုချိန်မှာဒေါက်တာဆဆာအနေနဲ့တစ်ချိန်ကကြုံတွေ့ကြရဖြတ်တန်းခဲ့ရတဲ့ဒုက္ခတွေကိုဟာတာအနေနဲ့စင်မြင့်ပေါ်မှာရီရီမောမောပြောဆိုလို့နေပါပြီစိတ်တက်ကတော်မှတဲခွရပြီအဖေနဲ့အမေဖုန်းနံပါတ်ကိုပေးနိုင်တော့တဲ့ကျွန်တော်ကဘယ်လိုရှိမလဲတော့တခါလေချတော့ဒါရီကတော့ negative မဟုတ်ဘူး positive ရှိပဲသူဟာချင်းပြည်နယ်ရဲ့လမ်းပြကျဲတပွင့်ယုံကြည်ချက်ရှိရင်တောင်ကိုယ်တော်ရွှေ့လို့ရတယ်ဆိုတဲ့ခံယူချက်နဲ့ဗိတ်ဆုံးကသူ့ပြည်နယ်ကိုထိတ်ဆုံးကိုပို့ဖို့ကြိုးစားနေပြီးသူဟာ250မှာတစ်ခါသာတီးတဲ့ချင်းပြည်နယ်ကရှားပါတဲ့ဝါသည်အာမေးနီးယားကတင်ယူတက်မြောက်ခဲ့တဲ့စေပညာနဲ့ကိုဒေတာကျမ်းမာရေးအတွက်စွမ်းစွမ်းတမန်ထမ်းရွက်ခဲ့သလိုကြီးရွာပေါင်း900ကျော်ကလူရောက်1000ကျော်ကိုကျမ်းမာရေးမွေးလက်ဆင့်ပေးနိုင်ခဲ့ပြီကျွန်တော်တို့အဲ့လိုနဲ့နိုင်ငံတကာပညာတော်ဒီကိုဆင်လို့ပြီးတော့အခုဆိုတော့ဆရာဝန်10ယောက်အင်ဂျင်နီယာ9ယောက်နတ်မ7ယောက်တော့စုစုပေါင်းတခြား business တွေကိုလုံးနဲ့နိုင်ငံတကာပညာတော်ဒီကိုဆင်လို့တာအခုဆိုလူ100ကျော်ဖြစ်ပြီဒါအပြင်နိုင်ငံခြားပညာသင်စုတွေနဲ့တူဒေတာရင်းလူငယ်တွေကိုဆရာဝန်အင်ဂျင်နီယာကျောင်းဆရာစတဲ့ပညာမွေတွေပေးအပ်နိုင်ခဲ့ပြီး Whatever happened, how bad happened, doesn't matter. God's plan is with us. God is with us. Emmanuel. Charles Miller ဟာသူ့ရဲ့အရင်နီးဆုံးမိတ်ဆွေဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကသူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူခုနှစ်ကကမ္ဘာ့ဘဏ်နဲ့ချိတ်ဆက်ပြီးချင်းပြည်နယ်တိုးတက်ရေး plan ဆွဲနေတယ်ရှိပြည်နယ်ဟာနောက်ဆုံးတော့ပြည်နယ်ဖြစ်တော့ညလည်းပဲဖခင်ရဲ့အလိုတော်တိုင်းပထမဆုံးတော့ပြည်နယ်ဖြစ်လာဖို့နေလာပြီနော်တောင်တုံးတောင်ကိုဖြုတ်ခွဲပြီးလေရင်ကွင်းစောက်ပစ်တဲ့စီဝါရီတဲပို့နိုင်ဖို့မိုင်း1000ကျော်ထိပြန်တန်းနိုင်မဲ့မောင်းသူမဲဒရုန်းဝယ်ယူနိုင်ရေးစူးစမ်းနေတယ်အမေရိကန်နိုင်ငံနဲ့အခုလေနှစ်စီးကိုကျွန်တော်ပေးထားတာရှိတယ်အဲ့ဒါကambulance လို့ခေါ်တယ်လူနာကိုတဲတဲ့လေမြန်မာမရှိသေးဘူးအဲ့ဒါပထမဆုံးဖြစ်လာမယ်ဒါပြင်တိုးတက်လာတဲ့နည်းပညာခေတ်မှာနိုင်ငံတကာနည်းတူမိုဘိုင်းဖုန်းနဲ့လွယ်လင့်တကူအယ်ထရာဆောင်းရိုက်နိုင်ရေးလှုပ်ဆောင်နေတယ်။သူဟာချင်းပြည်နယ်ကိုအကောင်းဆုံးပုံဖော်ထုစစ်နေတဲ့ခေတ်သစ်ကောင်းဆုံးဘိတုကပညာရှင်တယောက်လို့တချို့သောချင်းလူမျိုးတွေကယုံကြည်ထားကြပါတယ်။မွေးနေ့မတီးပဲနဲ့ဆရာဝန်မဖြစ်နိုင်ဘူးလို့ပြောလို့လေ။ကျွန်တော်အခုဆရာဝန်ဖြစ်လာပြီဟာလေလုယာ။တင်ပေါ်ရင်စင်ပေါ်ကတော်ကောက်ခင်ရတတ်တယ်လို့တော်ကောက်ခင်ရတာကလည်းတင်ပေါ်လို့ပါပဲလက်ရှိမြန်မာနိုင်ငံရေးခင်းချင်းကိုကြည့်မယ်ဆိုရင်သူတင်းကိုတင်းနဲ့ပြတ်တော့မဲ့ကြိုးတစားလို့
ဒါကိုဖြည့်ရှင်းမှုဒေါက်တာဆာဆာကိုယခုနှစ်2021 February 22 ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာအထူးတန်တမန်ဖြစ်ခန့်အပ်တာဝန်ပေးလိုက်တယ်။တကယ်တော့ဖြည့်ရှာရခန့်နေတဲ့ရှုပ်ထွေးလှတဲ့နိုင်ငံရေးပု္ပ္ပာတစ်ပုဒ်ကိုအပြည့်ထွက်လာအောင်ခန့်အပ်တာဝန်ပေးလိုက်တာပါပဲ။နိုင်ငံတာဝန်ကဒေါက်တာဆာဆာရဲ့ပခုံးမော်ကြောက်ရောက်လို့လာခဲ့ပါပြီ။ဒါကိုဒေါက်တာဆာဆာဘလို့တွက်ချက်မလဲဘလို့ဖြတ်တမ်းမလဲ lawmaker တွေလွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်အထက်လွှတ်တော် senator တွေပဲဖြစ်ဖြစ် congressman တွေပဲဖြစ်ဖြစ်ကျွန်တော်ကတော့ door to door သွားပြီးတော့သူတို့နဲ့ပြောသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိနေထားကဘယ်နှစ်ဖက်ရှိတယ်လို့ပြောရမယ့်နေထားပါဆိုပါစို့တစ်ဖက်ကအဖြူတစ်ဖက်ကအမေတစ်ဖက်မှာဒေါက်တာဆာဆာနောက်တစ်ဖက်မှာဦးမြင့်သူထိုနည်းတူတစ်ဖက်မှာ UN နဲ့ EU ရှိသလိုနောက်တစ်ဖက်မှာအာဆီယံရှိနေတယ်တစ်ဖက်မှာ CDM နဲ့ Protesting ရှိနေသလိုနောက်တစ်ဖက်မှာလည်းစစ်တပ်နဲ့ရဲရှိနေတယ်ကုလသမဂ္ဂဆိုင်ရာအထူးသက်တမန်တယောက်ဖြစ်လာတဲ့ဒေါက်တာဆာဆာဟာသူ့တွေခေါ်သူ့ယူစာရီနဲ့မြမရေကဘာကတိအောင်ဘလို့ချပြမလဲဆိုတာစိတ်ဝင်စားနေကြပြီကျွန်တော်ဟာနဲ့ကျွန်တော်တွားမဲ့နီလာနေအများကြီးရှိတယ်နေပြတွေဆွဲပြီး strategy တွေဆွဲပြီးကျွန်တော်တက်ဆိုင်ရာကုလသမဂ္ဂလူကြီးနေလည်းအများကြီးစကားပြောပြီးခင်ဗျားတို့မိဘတွေဖြစ်နေဒီမြန်မာပြည်မှာရွေးကောင်းတီမြောက်ခါထားတဲ့ကိုယ်စားလှယ်တွေကိုဒီဖက်အမေရိကန်နိုင်ငံမှာရွေးကောက်တင်မြှောက်ထားတဲ့ဒီမိုကရေစီစနစ်နဲ့ရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေနဲ့အတူအလုပ်လုပ်ပါသူတို့ကိုအတိအမှပြုပါဆိုတာကျွန်တော်တို့ကတောင်းဆိုသွားမှာဖြစ်ပါတယ်။ထို့နည်းတူပဲကျွန်တော်ဒီအင်္ဂလန်နိုင်ငံရဲ့လွှတ်တော်အမတွေလည်းကျွန်တော်ပြောထားပါပြီ။เนาะလွှတ်တော်ဥက္ကဋ္ဌနဲ့လည်းကျွန်တော်စကားပြောပြီးဖြစ်ပါတယ်။ဒေါက်တာဆာဆာဟာရိုးသားတဲ့ဒေါသားတယောက်ပြီးအောက်ခြေကအလုပ်တွေကိုတော်တော်များများလုပ်ဖူးတယ်။ထိုနည်းတူနိုင်ငံတကာရဲ့အထက်တန်းလွှာကလူတွေနဲ့လက်ပွန်တတီပေါင်းတင်ဆက်ဆံဖူးတယ်။ဒေါက်တာဆာဆာဟာတစ်ချိန်ကချင်းပြည်နယ်နဲ့တချို့သောဒေသတွေအတွက်သာလှုပ်ပေးခဲ့ရပေမဲ့အခုဆိုရင်တော့မြန်မာတပီလုံးကအများစုသောလူတွေအတွက်လှုပ်ပေးဖို့ဖြစ်လာခဲ့ရပြီ။မြေပြူကိုင်းတဲ့လက်ဟာမြေပြူကြောင်ကောင်းကောင်းသိတယ်လို့စီတိုအပ်ကိုင်ဆောင်တဲ့သူကစီးရီကြောင်ကောင်းကောင်းနားလေတယ်။သို့ပေမဲ့နိုင်ငံရေးဆိုတာကတိမ်မယောင်နဲ့လွယ်မယောင်နဲ့ခက်တဲ့အရာပါ။မြေပြူကိုလှုပ်စီတိုအပ်ကိုင်ခဲ့တဲ့ဆရာဝန်တယောက်ကဘယ်အဆင့်ထိထိုးဖောက်မလဲ။ဘာတူကူညီမှကျွန်တော်မလုပ်ပါဘူး။သူတို့နော်ဟိုဘက်ကအကူကြီးဘာမှထောက်ခါစားတွေပါတယ်မလိုပါဘူးဒါကျွန်တော်ဟာနဲ့ကျွန်တော်နီလာရှိပိတာဖြစ်ပါတယ်လွတ်တော်ဟာပြည်သူကိုစားပြုတာမို့ကိုစားပြုကော်မတီကခန့်အပ်တဲ့တန်တမန်ရဲ့တာဝန်ကပို့လို့သာတာဝန်ကြီးပါတယ်ပြည်ရဲ့မာယာများတဲ့နိုင်ငံရေးကစားကွက်ထဲမှာရိုးသားတဲ့ခေတ်ပညာတတ်တော်သားတယောက်ဘယ်အထိခရီးပေါက်မလဲနိုင်မလားရှုံးမလားဆိုတာဘယ်သူမှတက်အပ်မပြောနိုင်သေးဘူးရိုးကုံကိုရင်ခံဖျားပေးတဲ့ခွန်အားတွေနဲ့အောင်လန်ထူပြမလားသူတို့အတိမပြုတ်တွေဖြစ်စေမပြုတ်တွေဖြစ်စေကျွန်တော်ကတော့မြန်မာပြည်သူလူထုအတိမပြုတ်တယ်ဒါကတော့ပဲကျွန်တော်လုပ်ချင်တယ်မြန်မာပြည်သူလူထုကအတိမပြုတ်ပြီဆိုတော့ဂျာနာတော့ကိစ္စမရှိပါဘူးနိုင်ငံရေးလှုပ်မယ်ဆိုရင်မခံချင်စိတ်နဲ့လှုပ်လို့မရဘူးအဲ့ဒီမခံချင်စိတ်ကိုချက်လက်ထားကြရတယ်လို့သူပြောထားတာရှိတယ်မကြာခင်မှာမြန်မာနိုင်ငံဟာပထမအစိမ်းမှာရောက်လာလိမ့်မယ်ဆိုတာကိုတရားမှတရားယုံကြည်ပါဖြစ်လာလိမ့်မယ်ခေါင်းဆောင်ကိုဖန်ချုပ်အနှုတ်လက္ခဏာဆောင်နေတဲ့လက်ရှိပြစ်စကမှာသူစကားတွေနဲ့တင်ပြည်သူတချို့ကျေနပ်နေကြပြီးဩဘာပေးနေကြပါပြီအချိန်ခါမဟုတ်မိုးရွာရင်ရာသီဥတုပေါက်ပြန်နေဆိုပြီးပြောဆိုတတ်ကြတယ်တိုက်ဆိုင်လေသလားပဲအချိန်ခါမဟုတ်ဖေဖော်ဝါရီမှာကွက်ကြောင်မိုးလေးရွာသွန်းခဲ့တယ်ဒီတခါရွာတဲ့မိုးကပေါက်ပြန်ခြင်းလို့မသတ်မှတ်နိုင်တော့ပါဒေါက်တာဆာဆာအတွက်ဖျားသခင်ကမိုးရွာတဲ့မနက်ခင်းတစ်ခုဖန်ဆင်းပေးလိုက်တာသာဖြစ်ပါလိမ့်မယ်မွေးနေ့မတီးပဲနဲ့ဆရာဝန်မဖြစ်နိုင်ဘူးလို့ပြောလို့လဲကျွန်တော်အခုဆရာဝန်ဖြစ်လာပြီဟာလေလုယာ